မင်္ဂလာပါရှင်အပတ်စဉ်ဗုဒ္ဓဟူးညဗမာတိုင်းတာဘာသာဖြင့်သတင်းတင်ဆက်ခြင်းအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ညတင်ဆက်ပေးရမယ့်သတင်းတွေကတော့ဖားကတ်မြို့နယ်မှာစစ်အာဏာရှင်ကိုတွန်းလှန်ရင်းအသက်ပေးလူသွားတဲ့အာဇာနည်ရေးဘော်တွေကိုအမှတ်ရတဲ့အထိမ်းအမှတ်အနေနဲ့ပြည်သူတွေဆန္ဒပြပွဲပြုလုပ်တဲ့သတင်းဘူတာအိုဒေတာမှာမူရစေဝါသုံးဆွဲသူတွေတစ်နှစ်ထက်တစ်နှစ်ပိုမိုများပြားလာတဲ့သတင်းနဲ့တခြားစိတ်ဝင်စားဖွယ်သတင်းတွေကိုတင်ဆက်ပေးသွားပါမယ်ကျွန်မကရှင်းမုံပါစစ်ကောင်စီတပ်နဲ့ဖြစ်တဲ့တိုက်ပွဲတွေမှာအသက်ပေးလူသွားတဲ့ PDF ရေးဘော်တွေမတရားဖမ်းဆီးခံရပြီးအသက်ခံရတဲ့သူတွေစစ်အာဏာရှင်ကိုတွန်းလှန်ရင်းအသက်ဆုံးသွားရတဲ့အာဇာနည်တွေအားလုံးကိုအမှတ်ရတဲ့အထိမ်းအမှတ်အဖြစ်ကနေ့ဇွန်လ19ရက်နေ့မှာဖားကန့်ကပြည်သူတွေဆန္ဒပြပွဲပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ဆန္ဒပြပွဲမှာ KIA PDF NUG စတဲ့အဖွဲ့အစည်းတွေကိုအားပေးထောက်ခံကြောင်းတိုက်ပွဲတိုင်းအောင်မြင်ရန်စတဲ့အချက်တွေကိုတံပြိုင်အော်ကဆန္ဒပြခဲ့ကြပါတယ်။စစ်ကောင်စီတပ်ကလူစုလူဝေးနဲ့ဆန္ဒပြတဲ့သူတွေကိုဖမ်းဆီးတာတွေလှုပ်ဆောင်ခဲ့ရုံသာမကဖားကတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးကနေလူစုလူဝေးနဲ့ဆန္ဒပြတာတွေကိုမလုပ်ကြဖို့တားမြစ်ထားတာကြောင့်လွန်ခဲ့တဲ့ဖေဖော်ဝါရီလကနေဆန္ဒပြပွဲတွေရပ်နားထားခဲ့ပြီးကနေ့ဇူလိုင်19ရက်နေ့မှာစစ်ကောင်စီတပ်ကြောင့်အသက်ဆုံးရှုံးခဲ့ရတဲ့အာဇာနည်တွေကိုအောက်မေ့တဲ့အနေနဲ့စစ်ကောင်စီတပ်တွေရဲ့ချင်းချောက်မှုတွေကြားကနေလှုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ဆန္ဒပြပွဲမှာပါဝင်ခဲ့သူဦးထန်းကသိရှိရပါတယ်စစ်ကောင်စီအာဏာသိမ်းပြီးတဲ့နောက်ပိုင်းဖားကန့်ဒေသမှာပြည်သူတွေကဆန္ဒပြပွဲတွေဆက်လက်လှုပ်ဆောင်ခဲ့ပြီးစစ်ကောင်စီကဖုန်းလိုင်းအင်တာနက်လိုင်းဖြတ်တာတွေပြည်သူတွေကိုမတရားဖမ်းဆီးတာတွေတပ်ဖြတ်တာတွေလှုပ်ဆောင်နေပါတယ်ပူရာအိုဒေတာမှာစစ်ကောင်စီအာဏာသိမ်းလိုက်တဲ့နောက်ပိုင်းမူရစေဝါသုံးဆွဲသူတွေတစ်နှစ်ထက်တစ်နှစ်ပိုပြီးတိုးလာတယ်လို့ဒေတာခန်တွေကပြောပါတယ်ကချင်လွတ်မြောက်ရေးအဖွဲ့ဟာမူရစေဝါတိုက်ဖြတ်ရေးလုပ်ငန်းတွေကိုအာသွန်ခွန်ဆိုင်လှုပ်ဆောင်နေပေမဲ့စစ်ကောင်စီလွှမ်းမိုးနေတဲ့ကချင်လွတ်မြောက်ရေးအဖွဲ့ဟာမူရစေဝါတိုက်ဖြတ်ရေးလုပ်ငန်းတွေကိုအာသွန်ခွန်ဆိုင်လှုပ်ဆောင်နေပေမဲ့စစ်ကောင်စီလွှမ်းမိုးနိုင်တဲ့မြို့ပေါ်တွေမှာတော့မူရစေဝါနဲ့ပတ်သက်ပြီးအသိပညာပေးတာတွေတိုက်ဖြတ်ရေးလုပ်ငန်းတွေကိုတွင်တွင်ကျဲကျဲမလှုပ်ဆောင်နိုင်တဲ့အတွက်ကြောင့်ဘူရာအိုမြို့ပေါ်တဝိုက်မှာမူရစေသုံးဆွဲသူတွေရောင်းဝယ်သူတွေပုံမများပြားလာတယ်လို့ဒေတာခန်တွေစီကသိရှိရပါတယ်။ကချင်လွတ်မြောက်ရေးအဖွဲ့အနေနဲ့ဘူတာအိုနဲ့လုံရှာယန်အနီးနားရွာတွေမှာပါမူရစ်စေဝါတိုက်ဖြတ်ရေးလုပ်ငန်းတွေကိုတတ်နိုင်တဲ့လောက်အချိန်ပြည့်လှုပ်ဆောင်နေတာကြောင့်မူရစ်စေဝါနဲ့ဘိန်းရောင်းဝယ်သူတွေသုံးဆွဲသူတွေညော့နေလာတာသိရပါတယ်။ဒါပေမဲ့စစ်ကောင်စီအုပ်စိုးနေတဲ့ဘူတာအိုမြို့ပေါ်မှာတော့မူရစ်စေဝါသုံးဆွဲသူတွေတိတိတာတာများလာနေတယ်လို့ဘူတာအိုဒေတာခန်တူဦးကပြောပါတယ်စစ်ကောင်စီလက်အောက်ခံအုပ်ချုပ်ရေးလူကြီးတွေအနေနဲ့ဘူတာအိုဒေတာမှာဖြစ်နေတဲ့မူရစ်စေဝါရောင်းဝယ်တာတွေသုံးဆွဲသူများပြားလာတာတွေနဲ့ပတ်သက်ပြီးတော့တေချာစစ်ဆေးတားမြစ်အရေးယူတာတွေမရှိဘဲမမြင်ချင်အောင်ဆောင်နေကြတယ်လို့ဒေတာခန်တွေကဆိုပါတယ်ပူရာအိုဒေတာမှာပရဟိတအလူမှုအဖွဲ့အစည်းတွေနဲ့ဘာသာရေးအဖွဲ့အစည်းတွေကပဲမူရစ်ဆေးဆွဲနေတဲ့သူတွေကိုဆေးဖြတ်ပေးတာတွေတမွေဝမ်းကြောင်းဖို့လက်မှုပညာသင်ကြားပေးတာတွေကိုကိုထူကိုထလှုပ်ဆောင်နေကြရပါတယ်မြစ်ချနာဗမော်ကားလန်မြို့ရွာတွေမှာတိုက်ပွဲပြင်းထန်လာတာကြောင့်တော့ဖုံးရောင်မြို့နဲ့နီးတဲ့ကျေးရွာတွေထဲကပြည်သူတချို့တော့ဖုံးရောင်မြို့အတွင်းကိုစတင်တင်းရှောင်နေကြရပြီးဇူလိုင်18ရက်နေ့ကထွက်ပြေးတင်းရှောင်လာတဲ့ပြည်သူ200ကျော်ရှိနေပြီဖြစ်ကြောင်းလည်းသိရပါတယ်။ထွက်ပြေးတင်းရှောင်လာတဲ့ပြည်သူတွေရဲ့ကျေးရွာအနီးပတ်ဝန်းကျင်မှာလက်နက်ကြီးကြားရောက်ပောက်ကွဲတာတွေရှိခဲ့တာကြောင့်အခုလိုတင်းရှောင်လာတာဖြစ်တယ်လို့သိရပါတယ်။စစ်ဘေးတင်းရှောင်နေရတဲ့ကျေးရွာတွေကဦးထန်းယန်ခလာယန်တင်ဂါဆုပရာနဲ့တုံခုံးကျေးရွာတွေဖြစ်ပြီးအခုချိန်မှာနုံလန်းခရီးရန်ဖျားကျောင်းဝင်းအောင်သာဖျားကျောင်းဝင်းနဲ့တော့ဖုံးရောင်ဖျားကျောင်းဝင်းတွေမှာတင်းရှောင်နေကြရပါတယ်။လက်ကောင်းပြည်သူတွေဟာစစ်ရှောင်စခန်းကပြန်လာနေပြီးနေအိမ်တွေပြန်လည်တိစောက်ကစာတင်ကျောင်းတွေပါဖွင့်လှစ်ပြီးနေထိုင်ကြတဲ့ပြည်သူတွေဖြစ်ပြီးအခုတဖန်ပြန်လည်စစ်ပေးတင်းရှောင်နေကြရတာဖြစ်ပါတယ်။သတင်းတင်ဆက်ခြင်းပြီးဆုံးသွားပါပြီအပတ်စဉ်ဗုဒ္ဓဟူးညဗမာတိုင်းတာဘာသာဖြင့်သတင်းတင်ဆက်ခြင်းအစီအစဉ်ကိုကြည့်ရှုနားဆင်ခဲ့ကြတဲ့ပရိသတ်အပေါင်းကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေရှင်ကျေးဇူးတင်ပါတယ်ရှင်